အိမ်မက်ထဲမှာမင်းရုတ်တရက်စကားတခွန်းအော်လိုက်မိတယ်အိမ်အောင်ရှင်မျိုးသမီးတွေကအကောင်းဆုံးလို့နောက်တစ်စက္ကန့်မှာပဲမင်းဟာတစ်သက်လုံးလက်မထက်ရသေးတဲ့လူကနေနိုးလာပြီးလုံးဝအချစ်ကျိုးကင်တဲ့လူယုံမှတယောက်တိုက်ရိုက်ပြောရရင်အိမ်တွင်းအကျန်းဖက်သမားရဲ့ခန္ဓာကိုယ်ထဲမှာပြန်မွေးဖွားလာတယ်ဒါပေမဲ့သူဟာနာမည်ကြီးမင်းသမီးတယောက်နဲ့လက်ထပ်ထားတယ်သူ့အတွက်ချစ်စရာကောင်းတဲ့သမီးလေးတောင်ရှိတယ်ဒါပေမဲ့ပြားရည်ဆန်းတဲ့အချိန်ပြီးသွားတော့သူမအလုတ်ကရုတ်တရက်ထုတ်ခံလိုက်ရတယ်ပြီးတော့သူကဒါအားလုံးဒီကန်ဆိုးတဲ့မိန်းမနဲ့လက်ထပ်လို့ဆုံးဖြတ်လိုက်တယ်သူ့အသက်မွေးဝမ်းကြောင်းကိုဖျက်ဆီးလိုက်တယ်တဲ့မင်းစိတ်ထဲမှာသူ့ကိုချိန်ဆမိတယ်ဘလောက်ယုံမှလဲအဲ့ဒီအချိန်မှာမိခင်နဲ့သမီးရိုက်နှက်ခံပြီးစာလန်းလန်းနဲ့ဆိုဖာပေါ်မှာတုံနေကြတယ်ရှာကကလေးကိုအားနဲ့ဖက်ထားတယ်မင်းသူမကိုစိုက်ကြည့်နေတာကိုမြင်တော့သူမဟာမုံမုံကိုပိုတင်းဖက်လိုက်တယ်သူမရဲ့မျက်လုံးတွေမှာမျက်ရည်တွေဖုံးလွှမ်းနေတယ်မုံမုံကိုခေါ်ပြီးထွက်သွားဖို့သူမမစင်စားမိတာမဟုတ်ဘူးဒါပေမဲ့သူမဟာမိဘမဲ့တယောက်ဖြစ်ပြီးအိမ်ထဲမှာရှိတဲ့ပတ်စံအားလုံးကိုဒီမဲနက်ကချုပ်ကင်ထားတဲ့သူတို့ဘလောက်ကြောက်နေလဲဆိုတာမြင်တော့မင်းရှိကြီးတပြင်းချလိုက်တဲ့ကောင်းပြီဖြစ်တယ်လို့ဖြေရှင်းရမယ်ပေါ့မင်းဖြင်းချင်းစွာထရက်ပြီးမိဖွင့်လိုက်တဲ့နှွေးထွေးတဲ့လိမ္မော်ရောင်လင်းကအခန်းကိုဖြည့်ဆည်းပေးပြီးအားလုံးကိုလင်းလက်သွားစေတယ်ရှေးမောက်ကရှုပ်ပွားမှုကိုကြည့်ပြီးမင်းကောင်းကိုကုတ်လိုက်တယ်ဘာမှမပြောတတ်အောင်ဖြစ်သွားတယ်အရင်ဆုံးသတင်းပေါက်တွေဖွင့်ပြီးလေဝင်လေထွက်ကောင်းအောင်လုပ်ကအရက်ဘူးအလွတ်တွေကိုတိတ်လေးကောက်သိမ်းလိုက်တဲ့ရှောင်းလျှောက်ကဆိုဖာပေါ်မှာမုံမုံကိုဖတ်ထားပြီးကွေးနေစေပဲဒါပေမဲ့သူမရဲ့မျက်လုံးတွေမှာအံ့အားသင့်မှုတစ်ဆက်လင်းလက်လာတယ်မင်းသူတို့စီအလင်းစလို့မသွားဘူးမနှောက်ယှက်ဘူးမိဖို့ချောင်းကနေမျက်နှာတုပ်ပေါ်ဝါယူပြီးစပွဲကိုတုပ်တယ်တနေရာလုံးတန့်ရှင်းတက်ရက်သွားအောင်လုပ်တယ်အဲ့ဒီအချိန်မှာမင်းချွေးတွေပြကြနေပြီးဒါနဲ့အိတ်ခမ်းထဲကတန့်ရှင်းတဲ့အဝတ်တွေယူပြီးရေချိုးခမ်းထဲဝင်သွားတဲ့ရှာကပိတ်ထားတဲ့ရေချိုးခမ်းတကားကိုစိုက်ကြည့်နေပြီးတင်းကြက်ရှိနေတဲ့သူခန္ဓာကိုယ်ကနည်းနည်းလေးဖြေလျှော့လာတယ်မင်းတန့်ရှင်းရေးလုပ်ထားတဲ့အခန်းကိုကြည့်ပြီးသူမရဲ့မျက်လုံးတွေဟာမယုံနိုင်စရာတွေနဲ့ပြည့်နေတယ်ဒီမရက်ဘာလုပ်ချင်လို့လဲအမေကျွန်တော်ပိုက်စာနေပြီမုံမုံကမျက်လုံးဝိုင်းကြီးနဲ့သူမကိုကြည့်တဲ့ကောင်းလေးအမေမင်းအတွက်ခဏနေထမင်းချက်ပေးမယ်ရှာကသူမရဲ့စံပင်ကိုပုတ်ပေးပြီးတိုးပြောတယ်မနဲ့အိတ်တော်မှာပဲသူမကိုယ်တိုင်နဲ့ကလေးအတွက်ဟင်းချက်လို့ရမယ်အဲ့ဒီအချိန်မှာရေချိုးခန်းတကားပွင့်လာတယ်မင်းအပြင်ထွက်လာတဲ့ဆိုဖာဟောင်းပေါ်ကမိခင်နဲ့သမီးကတုံဦးသွားပြီးနောက်ဆုတ်သွားကြတယ်မင်းကောင်းခါလိုက်တယ်သူတို့ကိုစကားတခုမှမပြောဘူးတကားဖွင့်ပြီးအပြင်ထွက်သွားတယ်ရှောင်းတုံဆိုင်သွားတယ်သူမရဲ့မျက်လုံးတွေဟာအားငယ်မှုနဲ့မိန်ဖြော့သွားတယ်သူအရက်ထက်ဝယ်ဖို့ထွက်သွားတာလားဒီညမူသေးလို့လားဒါဆိုငါနဲ့မုံမုံထပ်ပိုက်ဆိုင်ရမှာပေါ့သူမနှုတ်ခမ်းကိုကိုက်လိုက်တယ်မျက်နှာဖြူဖက်ဖြူရောဖြစ်သွားတယ်မျက်ရည်တွေမရက်တန့်ပဲကျလာတယ်အမေမငိုပါနဲ့ကျွန်တော်မစားတော့ဘူးမုံမုံကသူမပြောလို့အမေငိုရတာလို့ထင်ပြီးသူ့လက်လေးနဲ့ရှာရဲ့ပါးကိုဖြုတ်တုပ်ပြီးတဲ့ရှာကနှက်ခမ်းကိုဆက်ကိုက်နေပြီးမျက်ရည်တွေပို့တဖွာကျလာတယ်ကြာတော့မဟုတ်ဘူးနောက်ဆုံးတုံရင်နဲ့တူပြောလိုက်တယ်ကောင်းလေးအမေမင်းကိုပွေပြီးအိတ်စီမယ်နော်မင်းအိတ်ပျော်သွားရင်ဘိုက်မစားတော့ဘူးမနှက်ပြန်စောထားပြီးမင်းအတွက်ဟင်းကောင်းချက်ပေးမယ်ရမလားရပါတယ်အမေမငိုပါနဲ့ရှာကညင်သားစွာနှုတ်တချင်းဆိုရင်မုံမုံကိုညင်သားစွာအိတ်ပျော်အောင်ပွေပေးတယ်မုံမုံရဲ့မျက်ခွန်တွေဖြင်းချင်းစွာမိတ်သွားတာကိုကြည့်ပြီးရှာဟာလက်ထပ်ပြီးနှစ်အတွင်းဖြစ်ပျက်ခဲ့တာတွေအားလုံးကိုတွေးမိတယ်စိတ်နှလုံးကိုက်ခဲလာပြီးမနှက်ပြန်ထွက်ခွအဖို့ဆုံးဖြတ်လိုက်တယ်ဒီငရဲပုံကနေထွက်ဖို့ပေါ့အပြင်မှာတေးရတာတောင်ဒီမက်နဲ့ရဲ့ညှဉ်းပန်းမှုကိုခံရတာထက်ကောင်းတဲ့ရုပ်တရက်တကားတော့ခက်တန်ကြားလိုက်ရတဲ့စိတ်ထဲပျောက်နေတဲ့ရှောင်းရှောက်လဲမတွတ်ဆုပ်နိုင်ပဲပြန်တုံသွားတယ်သူမအလိုလိုမုံမုံရဲ့နားရွက်ကိုဖုံးအုပ်လိုက်ပြီးအပြင်ဘက်ကဘာဖြစ်နေလဲဆိုတာတိတ်လေးနားထောင်နေမိတယ်မင်းရှိတကားကိုတွန်းဖွင့်လိုက်တယ်မစင်စားပဲဆိုဖာဘက်ကိုလှည့်ကြည့်လိုက်ပြီးငြိမ်သွားတယ်သူတို့အိတ်ခမ်းထဲပြန်သွားပြီလားဒါပေမဲ့သူတို့မစားရသေးဘူးလားမင်းလက်ထဲကစားစရာကိုမိုင်နဲ့စိုက်ကြည့်နေမိတယ်ခဏစဉ်းစားပြီးနောက်စားစရာတွေကိုစပွဲပေါ်တင်ပြီးအိတ်ခမ်းစီလျှောက်သွားတယ်ရှာရဲ့ခန္ဓာကိုယ်ကတင်းနေသေးပဲမင်းရဲ့ခြေတံဖြည်းဖြည်းနဲ့နီးကပ်လာတာကိုသူမကြားရတဲ့စိတ်ထဲမှာမင်းမဝင်လာဖို့ဆူတောင်းနေမိတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတကားကိုခောက်တန်ကြီးတစ်ချက်ထွက်ပေါ်လာတယ်မင်းတို့အတွက်စားစရာဝယ်လာတဲ့ဗိုက်စာရင်အပြင်ထွက်စားငါဒီနေ့ညဘေးကမှအိတ်မယ်ဒီစကားကိုကြားတော့ရှာရဲ့မျက်လုံးတွေရုတ်တရက်ဖွင့်လာတယ်ပြီးတော့မင်းရဲ့ခြေတံတွေဝေးကိုရွှေ့သွားတာကိုလည်းကြားလိုက်ရတယ်အိတ်ခမ်းထဲပြန်တိတ်ဆိတ်သွားတဲ့ရှာရဲ့တင်းမာနေတဲ့အသက်ရှူတမ်းပဲအခန်းထဲမှာပဲ့တင်ထက်နေတယ်မုံကဘလို့မှမသိမျက်လုံးဖွင့်လိုက်တယ်သူမင်းရဲ့အတန်ကိုရှင်းကြည့်ကြလိုက်ရတယ်ဒီနေ့အနက်ဆိုးတဲ့ဖေအခန်းထဲမအိပ်ဘူးလားပြီးတော့ငါတို့အတွက်စားစရာဝယ်လာတယ်လို့လည်းပြောတယ်နော်စားစရာလို့ပြောလိုက်တာနဲ့သူ့ဘက်ကပြန်စားလာပြန်တယ်သူမျိုးချမိပြီးမျောလင်းချက်နဲ့အမေကိုကြည့်လိုက်တဲ့ရှောင်းခေါင်းငုံပြီးသမီးဖြစ်သူရဲ့မျောလင်းချက်တွေပြည့်နေတဲ့မျက်လုံးနဲ့စုံမိသွားတယ်နောက်ဆုံးမှရဲဝန်းနဲ့ခြေဖျားထောက်ကတိတ်လေးတကားနာသွားပြီးဖွင့်လိုက်တဲ့စပွဲပေါ်ကဟင်းနန့်ကချက်ချင်းသူမကိုဝင်တိုးမိတယ်သူ့မျက်လုံးတွေချက်ချင်းမျက်ရည်ဝိုင်းသွားတယ်သူဒီနေ့ရောက်အတွက်တကယ်ပဲစားစရာဝယ်လာတာဒါပေမဲ့မနဲ့ရဲ့ရုတ်တရက်ကျင်နာမှုကိုရင်ဆိုင်ရတော့ရှာဟာပျော်ရွှင်မနေမိဘူးသူမရဲ့အယိုးတွေတဲ့အထိကြောက်စိတ်ကိုခံစားလိုက်ရတယ်သူဘာလို့ဒီလိုလုပ်နေတာလဲသူငါးစီကနောက်ထပ်ဘာလို့ကျင်သေးလို့လဲမုံကခြေပလာနဲ့ခြေလေးချောင်းထောက်ပြေးလာပြီးတကားပေါက်ကနေခိုးကြည့်တယ်သူ့မျက်လုံးတွေလင်းလက်လာပြီးတတိမထားမိပဲတွေးကျလာတယ်ဒါပေမဲ့သူ့ဘာသာမလှုပ်ရှားဘူးအဲ့ဒီအစားမျက်လုံးဝိုင်းကြီးနဲ့မေကိုစောင့်ကြည့်နေတယ်ရှောင်းအားမရှိပဲမျက်လုံးမိတ်လိုက်တယ်အသက်ပြင်းရှူလိုက်ပြီးအာတင်ပြီးအပြုံးလေးတစ်ခုဖန်တီးလိုက်တယ်မုံကိုချီလိုက်ပြီးတိုးပြောလိုက်တယ်ကောင်းလေးတိတ်လေးစားရအောင်တော့ရမလားမုံကခေါင်းခါလိုက်တယ်တကယ်တော့မင်းအခန်းထဲကဒီအတန်တွေအားလုံးကိုကြားနေရတယ်မင်းလည်းနောက်တစ်ခါတက်ပြင်းချလိုက်ပြန်တယ်အဲ့ဒီနောက်စဉ်းစားမိတာကအရင်ကစားစရာဝယ်တော့ကဒီအိမ်မှာပတ်စံ1800လောက်ပဲကျန်နေဆိုတာသိလိုက်ရတယ်အင်းပတ်စံရှာဖို့လိုတယ်ခဏအကြာမှမင်းခါကိုဖြောင်းထောင်းလိုက်တယ်မျက်လုံးတွေလင်းလက်လာတယ်ဒါကိုစောကဘာလို့မတွေးမိလိုက်တာလဲဒါကမြင်းပြန်ကဘာပဲမင်းစိတ်လှုပ်ရှားသွားပြီးဖုန်းကိုယူပြီးအယူမူလှန်ကြည့်တယ်ခဏကြာတော့မင်းရဲ့မျက်နှာပေါ်မှာအပြုံးတစ်ခုပြန့်နှံ့သွားတယ်ဒီကဘာကြီးဟာမင်းရဲ့မှတ်ဉာဏ်တွေနဲ့တကယ်ပဲတူနေတယ်ဒီကဘာရဲ့ပေါ့ရင်ချင်းမှုနဲ့ဖြိုတေးလောကဟာမင်းရဲ့အဟောင်းကဘာနဲ့လုံးဝကွာခြားနေတယ်ဒီမှာရင်တုံစရာကောင်းတဲ့တခြင်းတွေတောင်ဇရာထိတ်ကိုတက်နိုင်နေမင်းဖုန်းကိုပိုတင်းကင်လိုက်ပြီးစိတ်ထဲမှာဟောင်းနှွမ်းနေတဲ့တချင်းစာသားတွေကိုပြန်ရှာနေမိတယ်ခဏဝင်တချင်းတွေခေါင်းထဲမှာတပုတ်ပေါ်လာတဲ့အတွေးများလုံးလို့နောက်ဆုံးအိပ်ပျော်သွားတယ်နောက်နေ့မနက်6 နာရီမှမင်းတကားကိုတိတ်ဖွင့်ပြီးအိတ်ခမ်းထဲကထွက်လာတဲ့စပွဲနဲ့မိဖို့ချောင်ကပြန်တန့်ရှင်းနေတယ်မင်းညကစားပြီးရင်တန့်ရှင်းထားတာဖြစ်မယ်မင်းခဏရက်ပြီးတွေးပြီးရေချိုးခမ်းနဲ့တိတ်ဝင်ပြီးတန့်စင်လိုက်တဲ့ရှောင်းကနိုးနေပြီးသားဒါပေမဲ့အပြင်မထွက်ရဲဘူးနောက်တော့အပြင်ဘက်အတန်တွေရက်သွားတယ်
တကားဖွင့်ပြီးပိတ်သွားတယ်ရှောင်းနှကန်းကိုကိုက်ပြီးအိတ်ခမ်းတကားကိုစိုက်ကြည့်နေမိတယ်သူဘာလို့ဖို့ထွက်သွားတာလဲဒီတခါသူမဆောင်ရင်ဘာမှမဖြစ်လာဘူးဘေးကအိတ်နေတော့မုံကိုတစ်ချက်ကြည့်လိုက်ပြီးခဏစဉ်းစားကအာတင်ပြီးထားလိုက်တယ်အိတ်ခမ်းတကားဖွင့်ပြီးအပြင်ထွက်လာတဲ့အရက်နံကအနှဲငယ်သာကျွန့်ကြံနေတဲ့လက်ဆက်တယ်လေးဟာပြတင်းပေါက်ကနေတိုးဝင်လာပြီးမွေးကြိုင်နေတယ်ဒါဟာလက်တွေ့မဆန်ဘူးလို့ခံစားရတယ်ဒီလိုတန်ရှင်းတဲ့အနံ့မျိုးသူမကြရှူရှိုက်ဖူးလာကြပါပြီသူမပြင်းပေါက်စီလျှောက်သွားပြီးအပြင်ဘက်ကဘာကိုကြည့်လိုက်တယ်တတိမထားမိပဲအဲ့ဒီမှာရက်မိသွားတယ်အဲ့ဒီအချိန်မှာပဲသူမအသက်24နှစ်ပဲရှိသေးတယ်ဆိုတာတတိရလိုက်တယ်ဘယ်လောက်ကြလည်းမသိတကားပြန်ဖွင့်တန်ချလိုက်ရတယ်ရှောင်းလက်တွေ့ဘဝကိုပြန်ရောက်လာပြီးခန္ဓာကိုယ်တစ်ခုလုံးတင်းမာသွားတယ်ဆက်ရုပ်လိုဖြည်းဖြည်းချင်းလှည့်လိုက်တယ်မင်းလည်းအစင်မပြေပဲငြိမ်သွားတယ်သူမနိုးနေပြီလို့မထင်ထားဘူးမင်းတန့်စင်ပြီးတော့ဟင်းသီးဟင်းရွက်တွေအသားတွေဆန်တွေမရှိတာကိုသိလိုက်ရလို့အပြင်ထွက်ဝယ်လာတာနှစ်ယောက်သားအဲ့ဒီမှာရက်နေကြတယ်အခုမှမင်းရဲ့ဇနီးကိုပထမဆုံးအကြိမ်ကောင်းမြင်ရတယ်သူမဟာလှပါတယ်မင်းရဲ့အဟောင်းကဘာကဆိုရှယ်မီဒီယာအကြောမောတွေနာမည်ကြီးတွေထက်တောင်လှပါတယ်ဒါပေမဲ့သူမတိတ်ပိန်နေတဲ့မျက်နှာကဖြူရောကြောက်စရာကောင်းအောင်ဖြူနေတဲ့နေအောင်ကြည့်မရပဲအာဟာရချို့တဲ့နေတာကြာနေလို့ဖြစ်မယ်သူမကိုဒီလိုမြင်ရတော့မင်းစိတ်ထိခိုက်သွားတယ်ဒေါသထွက်ပြီးတိတ်အစင်မပြေဖြစ်သွားတယ်ဒီလောက်လာတဲ့မိမကိုလက်ထပ်ပြီးဒီလိုဆက်ဆံတဲ့လူယုံမှတိတ်ထိုက်တယ်မင်္ဂလာနံနက်ခင်းပါငါမနက်စာချက်တော့မယ်မင်းအစင်မပြေတဲ့နှုတ်ဆိုစကားနဲ့ပထမဆုံးတိတ်ဆိတ်မှုကိုဖြိုဖျက်လိုက်ပြီးဝယ်လာတဲ့ပစ္စည်းတွေနဲ့မိဖို့ကြောင့်လည်းပြေးဝင်သွားတဲ့ရှောင်းသူမမျက်တွေ့မယုံနိုင်အောင်ဖြစ်နေတဲ့သူမင်္ဂလာနံနက်ခင်းလို့ပြောလာပြီးတော့သူဘယ်တော့ကဟင်းချက်တက်လို့လဲသူမတိတ်လေးမိဖို့ကြောင့်လည်းမှလှုပ်ရှားနေတဲ့မင်းရဲ့နောက်ကျောကိုကြည့်နေမိတယ်ခါတိမှုကြီးတစ်ခုစိတ်ထဲဝင်လာတယ်သူမနှက်ခမ်းကိုပြင်းကိုက်လိုက်ပြီးမျက်လုံးတွေဖြင်းစွာဆူလာတဲ့ဒါကဘာလဲကယူနာလာရုတ်တရက်ကောင်းလာတဲ့စိတ်လားဒီအချိန်မှာမုံနိုးလာတဲ့အမေကိုမတွေ့လို့ခြေပလာနဲ့ပြေးထွက်လာတဲ့ခြေချလိုက်တာနဲ့ဟင်းနှံကိုရှူမိသွားတဲ့သူမိဖို့ကြောင့်ကိုမျက်လုံးလုံးဝိုင်းကြီးနဲ့လှည့်ကြည့်လိုက်တယ်မင်းလည်းကလေးလေးကိုတတိထားမိသွားတယ်မင်းသူ့ကိုပြုံးပြလိုက်ပြီးမုံကတောက်သွားပြီးရှာရဲ့နောက်ကိုလင်းမြန်စွာပုံသွားတဲ့မင်းမျက်နှာကိုအားမရှိပဲပို့လိုက်တယ်မကြခင်မှာဟင်းချက်ပြီးသွားတဲ့မင်းအဝေးကြီးမှာတောက်တင်းနေတော့သူတို့နှစ်ယောက်ကိုကြည့်လိုက်တဲသွားတန်းစင်ပြီးစားဆုပ်မုံကတရွေးတွေရှင်းကြီးမျိုးချနေပေမဲ့မလှုပ်ရှားသေးဘူးရှာလဲကြောက်လန့်နေလုံးပဲဒီမြင်ကွင်းတစ်ခုလုံးကိုကြည့်ပြီးမင်းအနေငယ်မျောလင်းချက်ရှိခဲ့ပေမဲ့သူတို့ရဲ့ခုခံကာကွယ်နေတဲ့ပုံစံကိုမြင်တော့အဲ့ဒီမျောလင်းချက်ကအောက်ခြေထိနစ်သွားတယ်မင်းခဏတိတ်ဆိတ်နေပြီးနောက်တစ်ခါတက်ပြင်းချလိုက်တယ်မင်းတို့နှစ်ယောက်အရင်စားဒီစကားပြောပြီးမင်းဘေးကန်းထဲဝင်သွားတဲ့ရှာကမလှုပ်ရှားသေးဘူးဘေးကန်းတကားပိတ်သွားတာကိုကြည့်ပြီးသမီးဖြစ်သူရဲ့မျက်လုံးထဲကမြဟောလင်းချက်ကိုပြန်ကြည့်လိုက်တယ်သူမလည်းတက်ပြင်းချလိုက်တယ်မုံလက်စီးပြီးစားဆုပ်စပွဲပေါ်မှာမင်းချက်ထားတဲ့တောင်းဆန်ပြုတ်ရွှေဝါရောင်ဖိတ်တောက်နေတယ်ဟင်းနှမျိုးနဲ့ချက်ဥပြုတ်တစ်လုံးလည်းရှိတယ်မုံချက်ဥပြုတ်ကိုမြင်တာနဲ့မျက်လုံးတွေချက်ချင်းလင်းသွားတယ်အမေဒါကဖေမုံအတွက်လှုပ်ပေးတာလားရှာအတန်ကြိုးတွေပိတ်ဆို့သွားတယ်လို့ခံစားလိုက်ရတယ်ဘာပြောရမှန်းမသိပဲသမီးရဲ့မျောလင်းချက်တွေပြည့်နေတဲ့မျက်လုံးကိုကြည့်ပြီးနောက်ဆုံးမှခေါင်းညှိလိုက်တယ်မုံရဲ့မျက်လုံးတွေပိုလင်းလက်လာတယ်သူမစောင့်နိုင်တော့ဘူးကြက်ဥပြုတ်ကိုဇွန်းနဲ့တူပြီးပါဇက်ထဲထည့်လိုက်တယ်ဖေပထမဆုံးအကြိမ်သူ့အတွက်ချက်ပေးတာပဲအရန်ကောင်းလိုက်တာရှာကတိတ်လေးစားနေရင်စိတ်ထဲရှုပ်ထွေးပြီးလုံးဝဆုံးရှုံးသွားတယ်လို့ခံစားနေရတယ်သူမရဲ့မျက်လုံးတွေတင်းပိတ်ထားတဲ့ဘေးကန်းတကားကိုရောက်သွားတဲ့ဒီအချိန်မှာမင်းဘေးကန်းထဲကစပွဲနားမှာထိုင်နေတယ်မင်းပိုက်စာနေပေမဲ့သူတို့မင်းနဲ့အတူစားဖို့အဆင်သင့်မဖြစ်သေးဘူးဆိုတာသိတယ်မင်းကောင်းခါပြီးအဲ့ဒီအတွေ့တွေကိုပဲထားလိုက်တယ်ပြီးတော့ဖုန်းထုတ်ပြီးဒီကဘာရဲ့တိုးချင်တဲ့တူတဲ့ social media app ကိုဖွင့်လိုက်တယ်အကောင့်ဟောင်းကိုဖျက်ပြီးနောက်လိုက်အနေငယ်ပဲရှိတဲ့အကောင့်တစ်ခုဖွင့်လိုက်တယ်အလေးချင်းရခေတ်စားနေတဲ့စည်ရင်းကိုနှိပ်လိုက်တယ်နောက်တစ်စက္ကန့်မှာအတူတူကြည့်မိသွားတယ်ဒါတွေကဘာအနက်အသက်မဲ့တွေလဲနောက်ဆုံးအချိန်မှာချက်ချင်းလောက်တာကဂုံယူစရာဖြစ်သွားတယ်လားဒီလောက်တင်ကောတဲ့တခြင်းတွေကခေတ်စားနေတဲ့စည်ရင်းကိုဥဆောင်နိုင်တဲ့မင်းအစီအစဉ်တစ်ခုရလာပြီးစပွဲအန်ဆွဲကိုရှာဖွေလိုက်တယ်အရင်ကရှာထားခဲ့တဲ့ဖုန်တက်နေတဲ့ဂီတဆက်ကူစာရွက်အနှဲငယ်ကိုတွေးလိုက်တဲ့စာရွက်တွေကိုစပွဲပေါ်ဖြန့်ချလိုက်ပြီးမင်းရဲ့ဘောပင်စာရွက်ပေါ်မှာလွှင့်စင်သွားတယ်ပြောင်းလဲသွားတဲ့မင်းရဲ့အဟောင်းကဘာမှာမင်းဟာတချင်းရေးစရာတေးရေးစရာတယောက်ဖြစ်ခဲ့တယ်အခုတော့ရှိပြီးသားလက်ရာတွေကိုကဘာကူးပြောင်းနေုံပဲဒီလိုအလုံမျိုးကလွယ်ပါတယ်ခဏအတွင်းမှာပဲပြည့်စုံတဲ့ဂီတဖွဲ့စည်းမှုတစ်ခုမင်းရှိမှာပေါ်လာတယ်မင်းမစောင့်နိုင်တော့ဘူးဗီဒီယိုတွေကဂီတတစ်လက်ကိုထုတ်လိုက်ပြီးစပွဲနားမှာခါးကိုဖြောက်တန်းထိုင်လိုက်တဲ့ဂီတာကိုလက်ထဲကင်လိုက်တဲ့ခဏလောက်အခြေအနေဝင်အောင်လုပ်ပြီးမျက်လုံးမိတ်လိုက်တဲ့လက်ချောင်းတွေကျိုးတွေကိုထိလိုက်တာနဲ့ဂီတာတန်တွေအခန်းထဲပြန့်ကျက်သွားတဲ့ရှာတိတ်စားနေရင်ရုတ်တရက်ငြိမ်သွားတယ်သူဂီတာတီးတက်လာမဖြစ်နိုင်ဘူးအဲ့ဒီဂီတာကသူမရဲ့ဟာပဲသူမတီးတက်ဘူးဆိုတာသူမသိတယ်အနည်းဆုံးတော့အရင်တုန်းကမတီးတက်ဘူးဒါဆိုအခုဒါကဘာလဲဂီတာတန်စတီးနေတော့မင်းရဲ့အဆိုတန်လဲပါလာတယ်ငါမင်းကိုခေါ်သွားမယ်ငွေရင်းနိုးလာတယ်တင်းပေါက်နာကညလေကိုကြည်ရင်မင်းငါအချဒီကိုခန်းစားလာငါတို့အိုမဲနေရောက်ရင်မင်းငါပေးမှာရှိအောင်မလားကတိတွေလိန်ညာမှုတွေအားလုံးအတိတ်နဲ့အတူမျောပါသွားတယ်ရှာပူတောင်အားတင်သွားတယ်သူမရဲ့မျက်လုံးတွေမှာမယုံနိုင်စရာတွေပြည့်နေတယ်ပျော်ရွှင်စားနေတဲ့မုံတောင်ဒီတချင်းနဲ့ဆွဲဆောင်ခံလိုက်ရတယ်သူ့စွန်းလေးထဲမှာရက်သွားပြီးပိတ်ထားတဲ့ဘေးကန်းတကားကိုလှည့်ကြည့်လိုက်တယ်သူ့မျက်လုံးဝိုင်းကြီးတွေမိတ်တုပ်လုပ်နေတယ်မုံကောင်းဆောင်ပြီးတကားကိုစိုက်ကြည့်နေရင်ဖေရဲ့အတန်ကတိတ်မြင့်နေလို့တွေးမိတယ်ရှာဟာဒီတချင်းကိုတခါမှမကြားဘူးပေမဲ့ဒါဟာလုံးဝအဆင့်မြင့်တဲ့တချင်းတစ်ပုဒ်ဆိုတာသိနိုင်တယ်ဒီလောက်လာပါပြီးခြေကွဲစရာကောင်းတဲ့တေးသွားမနဲ့တယောက်စီကနေဒီလိုတီချိုးထွက်လာမယ်လို့သူမစိတ်ကူးမရနိုင်ဘူးနောက်စားသားတွေဆက်ထွက်လာတဲ့မင်းရဲ့ပြိုးနူးတဲ့မျက်နှာကိုလူအများသဘောကျခဲ့ကြတယ်ဒါပေမဲ့အချိန်ရဲ့ရက်စက်တဲ့ပြောင်းလဲမှုကိုဘသူကခံနိုင်ရရှိမလဲမင်းဘဝတဲကိုလူဘယ်နှယောက်ဝင်လာခဲ့လဲမင်းတီတီလာဒီဘဝမှာမင်းရှိရင်မင်းဘေးမှာငါရှိနေမယ်ဒီစားသားတွေကိုကြားတော့ရှာမထိန်နိုင်တော့ဘူးသူမရဲ့ပခုံးတွေညင်သာစွာတုန်ခါလာပြီးမျက်ရည်တစ်ဆက်ကျလာတယ်နှစ်တာလုံးနေတိုင်းကြောက်လန့်တကြားဖြတ်တန်းခဲ့ရတယ်ဆက်ဆံရေးမျိုးတခါမှမရှိခဲ့ဘူးတဲ့ကောင်းလေးတစ်ယောက်ဟာမမျှော်လင့်ပဲဇနီးတဲ့ကိုနှိပ်စက်တတ်တဲ့လူရန်ကားတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကိုဝိညာဉ်ကူးပြောင်းရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ဇနီးနဲ့သမီးလေးကတော့ဒီအကြောင်းကိုမသိကြပါဘူး။သူဟာအိမ်ထဲကဟောင်းနှံနေတဲ့ပရိဘောဂတွေကိုကြည့်ပြီးခေါင်းခါလိုက်မိတယ်ဇနီးတဲ့နဲ့သမီးလေးဒီလိုပတ်ဝန်းကျင်မျိုးမှာဘယ်လိုများနေထိုင်ခဲ့ကြတယ်လဲဆိုတာစဉ်းစားလို့တော့မရပါဘူး။ဒါကြောင့်အဲ့ဒီနေ့မှာပဲကောင်းလေးဟာအိမ်အတွက်ဆိုဖာအတစ်တလုံးဝယ်ပေးခဲ့ပါတယ်ဇနီးတွေကိုမြင်တဲ့အခါကောင်းလေးရဲ့မျက်နှာမှာအပြုံးတစ်ခုပေါ်လာပြီးရေနွေးလေးနည်းနည်းလောက်ခတ်ပေးလို့ရမလားခင်ဗျားလို့ဆိုပါတယ်ပြင်ပလူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိတာကြာပြီဖြစ်တဲ့ဇနီးဒီဟာအစပိုင်းမှာဘာလို့ရမှန်းမသိကြောင်အံ့ဖြစ်သွားပေမဲ့ဟုတ်
ဟုတ်ကဲ့အခုပဲသွားခတ်ပေးပါမယ်လို့ချက်ချင်းတုံ့ပြန်လိုက်ပါတယ်။ကောင်လေးဟာချွေးတွေတရွှဲရွှဲထွက်နေပေမဲ့လည်းအားအင်တွေပြေဝနေလုံးပါပဲသူနဲ့အလုပ်သမားတွေဟာဆိုဖာအစ်စ်ကိုအိမ်ထဲတွင်းပြီးဆိုဖာအဟောင်းကိုအပြင်ထုတ်လိုက်ကြပါတယ်။အဲ့ဒီနောက်မှာတော့ရုပ်မြင်သံကြားရေခဲတစ်တာစတဲ့အစီအစဉ်တွေဆက်လာပါတော့တဲ့ပရီဘောကအစ်စ်တွေတစ်ခုပြီးတစ်ခုရောက်လာတာနဲ့အမျှအင်္ဂလိပ်ဟာပြောင်းလဲသွားပြီးငကိုကဟောင်းနှွမ်းနေတဲ့အသွင်ပြင်ဟာလုံးဝတစ်လွင်သွားပါပြီ။လဲလှယ်လိုက်တဲ့ပရီဘောကအဟောင်းတွေကိုတော့သူကငွေ800နဲ့ပြန်ရောင်းလိုက်ပါတယ်ဇနီးတွေကတော့နှမျောနေမိတယ်အဲ့ဒီပရီဘောကတွေကဟောင်းပေမဲ့ကောင်းသေးတာမို့အဲ့ဒီဈေးနဲ့ရောင်းလိုက်ရတာတကယ်ကိုရှုံးတယ်လို့သူမခံစားရပါတယ်ဒါပေမဲ့ဒီလူဒီလောက်များတဲ့ပတ်စံတွေဘယ်ကရလာတယ်လဲဆိုတာကိုသူမပို့ပြီးသိချင်နေမိတယ်အဲ့ဒီနောက်မှာတော့အမျိုးသားဟာအတုတ်ကြီးတစ်ထုပ်ကိုတဲပြီးအခန်းထဲပြန်ဝင်လာပါတယ်သူစူးစမ်းအထုတ်ခဲ့တဲ့ရလက်တွေကိုကျင်းနဲ့စွာကြည့်ရင်ဒါမှတကယ်အိမ်နဲ့တူတော့တယ်လို့တွေးပြီးအိဆက်နေတဲ့ဆိုဖာဘောကိုပစ်ထိုင်လိုက်ပါတယ်ဒီအချိန်မှာမိဖို့ကြောင့်တွေကတားမိနှစ်ယောက်ကတော့ကြောင်အန်းနဲ့ရက်နေလုံးပါပဲသမီးလေးကတော့အိမ်ထဲကပစ္စည်းတစ်တွေကိုဆက်စုတဲ့မျက်လုံးလေးတွေနဲ့လိုက်ကြည့်နေပါတယ်ကလေးမလေးရဲ့ပုံစံကိုကြည့်ပြီးအမျိုးသားရဲ့မျက်နှာမှာအပြုံးတစ်ခုချိတ်ဆွဲထားတယ်လို့ဖြစ်နေပြီးကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုကိုရလိုက်တယ်လို့ခံစားလိုက်ရပါတယ်သူကကော်ဖီစားပွဲပေါ်ကအိတ်ကြီးတဲကနေပန်းရောင်ကစားစရာလေးတစ်ခုကိုထုတ်ပြီးစပွဲပေါ်တင်လိုက်တယ်ထင်ထားတဲ့အတိုင်းပဲကစားစရာလေးကိုမြင်တာနဲ့သမီးလေးရဲ့အာယုံဟာချက်ချင်းပဲရောက်သွားပါတယ်သူမဟာအဲ့ဒီကစားစရာကိုမျက်တောင်မကတ်တန်းစိုက်ကြည့်နေပြီးလက်တစ်ဖက်ကလည်းအယုတ်မလေးကိုကြစ်ပါအောင်စုပ်ကင်ထားပါတယ်ကောင်လေးကသမီးလေးကိုလက်ရက်ခေါ်လိုက်ပြီးချစ်ခင်မြင်လို့တဲ့အကြည့်တွေနဲ့သမီးလေးမြင်မြန်လာကြည့်ဦးဖေဖေသမီးအတွက်ဘာဝဲလာလဲလို့ပြောလိုက်ပါတယ်သမီးလေးဟာချက်ချင်းပြီးမသွားပဲအရင်ဆုံးမိမမျက်နှာကိုမောကြည့်ပါတယ်ဇနီးတွေကဘာမှမပြောပဲနှကန်းလေးလုတ်ပြတာကိုမြင်တော့မှသမီးလေးဟာဖြည်းဖြည်းချင်းရှောက်သွားပါတယ်ဒီအချိန်မှာတော့ကောင်လေးဟာကစားစရာထုတ်ကိုဖွင့်လိုက်ပြီးဖြစ်ပြီးအထဲမှာမင်းသမီးလေးရဲ့အိမ်တော်ကစားစရာလေးပေါ်လာပါတယ်သူကမင်းသမီးလေးရဲ့အိမ်လေးကအရန်ရှုံနေတယ်နော်သမီးလေးဖေဖေနဲ့အတူလှအောင်ပြင်ပေးချင်လားလို့မေးလိုက်ပါတယ်သမီးလေးမျက်လုံးလေးတွေဝင်းလက်သွားတာကိုမြင်တော့အမျိုးသားကပြုံးလေးရဲ့မင်းသမီးအယုတ်လေးကိုသမီးလေးလက်ထဲကမ်းပေးလိုက်တယ်သူကသူ့ရဲ့လက်ဖွားကြီးကြီးနဲ့သမီးလေးရဲ့လက်ကလေးနွေးနွေးလေးကိုစုပ်ကင်ထားလိုက်ပြီးမင်းသမီးလေးကိုအင်ဂျီဝတ်ပေးဖို့ကသမီးလေးအပေါ်မှာပဲမူတည်တယ်နော်သမီးလေးကဖေဖေကိုဘယ်လိုလုပ်ရမလဲဆိုတာသင်ပေးဦးမလားလို့ညင်တာစွာပြောလိုက်ပါတယ်သမီးလေးကအယုတ်လေးကိုတက်လက်ကောင်လေးကိုတက်လက်ကြည့်ပြီးရုတ်တရက်ပြုံးကဖေဖေကအတာကြီးပဲသမီးတင်ပေးမယ်လို့ဆိုပြီးအယုတ်ကိုအင်ဂျီဝတ်ပေးဖို့ကြိုးစားပါတော့တယ်အမျိုးသားကလည်းသူမနဲ့အတူလိုက်ရည်နေပြီးအိမ်ခန်းလေးဟာရုတ်တရက်လင်းထိန်သွားတယ်လို့ပါပဲဇနီးတီဟာမိဖို့ချောင်တကားပေါင်ကိုမိပြီးဒီလာပတဲ့မြင်ကွင်းလေးကိုတိတ်တဆိတ်ကြည့်နေပါတယ်ဒါပေမဲ့အမျိုးသားကမောကြည့်လိုက်တဲ့အခါဇနီးတီဝတ်ထားတဲ့အပြာနုရောင်အင်ဂျီဟောင်းလေးကိုမြင်ပြီးချက်ချင်းတတိယသွားတာကဒါဟာမိသားစုဝတ်ဆုံဆိုတာပါပဲဇနီးတီဟာသမီးလေးရဲ့မွေးနေ့အတွက်တိတ်တဆိတ်ဝယ်ထားခဲ့တာဖြစ်ပေမဲ့မူလပိုင်ရှင်ကဒါကိုတီးသွားတဲ့အခါဇနီးတွေကိုရိုက်နှက်ပြီးသူမရဲ့ဖုန်းကိုပါရောင်းပစ်ခဲ့ပူပါတယ်ဒါကိုတတိယသွားတဲ့အခါအမျိုးသားဟာအတိစိတ်ထဲကနေယွန်ရှာဆက်ဆုပ်မှုတွေပြင်းထန်လာပြီးရုတ်တရက်ထရက်ကရေချိုးခန်းထဲကိုပြေးဝင်သွားပြီးအပြင်းထန်အံပါတော့တဲ့ဒီရုတ်တရက်အပြောင်းလဲကတားမီနှစ်ယောက်ကိုထိတ်လန့်သွားစေပါတယ်ဇနီးတီဟာကြောက်လန့်တုန်ပြီးသွားပြီးသမီးလေးကိုရင်ခွင်ထဲအတင်းဆွဲပွေးလိုက်ပါတယ်သမီးလေးကလည်းဖေဖေဟာအရင်တုန်းကလိုမျိုးသူမနဲ့မေမေကိုရိုက်နှက်နှိပ်စက်မဲ့လူသားစားကြတစ်ကြီးလိုဖြစ်လာမှာကိုကြောက်နေမိတယ်အတော်ကြာတော့မှအမျိုးသားဟာရေချိုးခန်းထဲကနေရိုင်တိုင်တိုင်နဲ့ပြန်ထွက်လာပါတော့တယ်